မျိုးတို့အားလုံးမင်္ဂလာပါဗျဒီနေ့ကကြတော့ကျွန်တော်ထိုင်းနိုင်ငံကိုအလဲဗီဇာနဲ့ဝင်ရောက်လာတယ်ကျွန်တော်မျိုးတွေကိုလမ်းကြောင်းလေးတစ်ခုပြောပြပေးမှာဖြစ်ပါတယ်အဲ့လမ်းကြောင်းကဘာလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့ထိုင်းနိုင်ငံမှာဝင်လာပြီးတော့ပေါ့နော်ကျွန်တော်ဗတ်တိတွေတင်ဖို့အတွက်ဆိုပြီးတော့14ရက်ဗီဇာနဲ့ဝင်လာတဲ့လူတွေပေါ့ဗျာနော်အဲ့14ရက်ဗီဇာနဲ့ဝင်လာတဲ့လူတွေကအခုဆိုလို့ရှိရင်15ရက်နေ့တော့ဗတ်ဖွင့်မယ်ဆိုပြီးတော့လည်းအားတင်းမိလာကြတယ်14ရက်ကလည်းပဲအခုဆိုရင်ဟိုဘက်ကလည်းတင်လို့မရသေးဘူးပေါ့နော်တင်လို့မရသေးတဲ့အခါကျတော့အကြောင်းမျိုးကြောင့်လည်းရက်တွေရွှေ့သွားတဲ့အခါကျတော့ကျွန်တော်တို့က14ရက်ပဲဗီဇာယူထားတဲ့အတွက်အဲ့ဒီ14ရက်ကိုနောက်ထပ်2လပေါ့နော်တက်တန်တိုးချဖို့အတွက်ကိုကျွန်တော်အနေနဲ့သတိပေးခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဒါမှထိုင်းနိုင်ငံမှာကျွန်တော်တရားဝင်နေထိုင်ကြရမှာဖြစ်ပြီးတော့ဘာမှကြောက်စရာမလိုပဲနဲ့ကျွန်တော်တို့ဒီနောက်ထပ်2လပေါ့နော်အချိန်ကြီးရသွားတော့ဗျာ။နောက်ပြီးတော့ကြန့်ရှိနေတဲ့လူတွေကကျွန်တော်တို့ရိုးသမရိုးကြပေါ့နော်ဒီအောက်လိုင်းနေဝင်လာပြီးတော့တရားမဝင်လာတဲ့လူတွေအတွက်ကတော့သူတို့တွေကနည်းနည်းလေးကိုယ့်ကိုယ်ယူဒီဇိုင်းနေထိုင်ကြပြီးတော့အချင်းချင်းဖြစ်တဲ့ကျွန်တော်စာရွက်ဆန္ဒပြည်စုံတဲ့လူကလည်းပဲကျွန်တော်တို့မစုံတဲ့လူတွေကိုဝမ်းမျိုးတော့ကြည့်ရှုစောင့်ရှောက်ဖို့စောင့်မဖို့အတွက်ကိုပေါ့နော်အခုညီတောင်းလို့ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီအလဲဗီဇာနဲ့လာတဲ့လူတွေအားလုံးကကျွန်တော်တို့ဒီဗီဇာတွေကိုပေါ့နော်ဒီနောက်ထပ်2လတိုးနိုင်ဖို့အတွက်ကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့နိုင်ရုံယူသွားပြီးတော့ကျွန်တော်တို့ထောက်ခံစာတွေတောင်းပြီးတော့နောက်ထပ်2လပေါ့နော်တက်တန်တိုးနိုင်ပါတယ်ဒါကိုလည်းပဲဝန်ဆောင်ပေးနေတဲ့ agency တွေကိုလည်းပဲဆက်သွယ်ပြီးတော့မင်းများနိုင်ပါတယ်ဗျာနော်အသေးစိတ်ပေါ့တော့ကျွန်တော်အနေနဲ့ကတော့လုတ်ပေးလို့ရတာလေးတွေကိုလည်းလုတ်ပေးပြီးတော့ကျွန်တော်တို့လုတ်ပေးလို့မရတာလေးတွေကိုလည်းပဲကျွန်တော်တို့ဒီအခုလိုမျိုးဗီဒီယိုပေါ်ကနေပြီးတော့ပဲဗီဒီယိုနဲ့ပဲ online social media လေးသုံးပြီးတော့အားလုံးကိုသတိပေးနေခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အမျိုးတွေကိုပေါ့နော်အဆက်ဆိုင်ရအားလုံးကိုကျွန်တော်ကိုယ်တိုင်မကူညီပေးနိုင်တဲ့အတွက်ကိုလည်းဒီနေရာနေပြီးတော့တောင်းပန်ပါတယ်ကျွန်တော်လုတ်ပေးနိုင်တဲ့ဘက်ကနေပြီးတော့လုတ်ပေးလို့ရတာလေးကိုတော့ကျွန်တော်စူးစမ်းပေးနေပါတယ်ခင်ဗျအမျိုးတွေအားလုံးအနေနဲ့အားလုံးကံကောင်းကြပါစီဒီခေတ်ဆိုစနစ်ဆိုရတဲ့အများဆုံးကြော်ဖြတ်ပြီးတော့ဗတ်တိတွေနဲ့မြင်မြဖွင့်ပါစီလို့လည်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျမင်္ဂလာပါ